များတို့ဘဝမှာညကြီးမင်းကြီးခရီးဝေးကိုတယောက်တည်းကားမောင်းရတာမျိုးကြုံဘူးကြလားတကယ်လို့အဲ့လိုမောင်းရတဲ့အခောက်တိုင်းကိုအစင်ပြေချောမွေ့နေမယ်လို့ခမည်းထင်လားမြင်ရတဲ့အနောက်ရှက်တဲ့မမြင်အပ်တဲ့အနောက်ရှက်နဲ့ရုတ်တရက်ဝုန်းတိုင်းကြုံမယ်ဆိုခမည်းဘာလုပ်မှာလဲမင်္ဂလာပါကျွန်တော်ရဲ့ KST channel လေးကို follow and subscribe လေးလုပ်ပြီးခမည်းလည်းမကြုံဘူးလို့မပြောနိုင်နဲ့ညဘက်ကုံတင်ကားမောင်းရင်ပရလောကနဲ့ကြုံခဲ့ရတယ်ယောက်ျားအရင်မာကြီးတယောက်ရဲ့အကြောင်းကိုနားချက်လေးတက်မီးလေးပိတ်ရင်ကျွန်တော်အတန်နဲ့လိုက်ပါစီမျိုးကြရအောင်ဗျာကလောမျိုးရဲ့အေးစက်တဲ့ညလေကတောင်ကြားလမ်းတွေကိုဖြည်းဖြည်းလေးဖြတ်တိုင်နေတယ်ည7 နာရီကျော်ပြီကျွန်တော်ကကိုထိုးကုန်တင်10ဘိန်းကားမောင်းသမားဒီညမှာတော့ကလောကနေရန်ကုန်ကိုစံအိတ်တွေနဲ့အိမ်ဆောက်ပစ္စည်းတွေတင်ပြီးဆင်းရမယ်ခရီးတောင်ပေါ်လမ်းတွေဆိုတာညဘက်မောင်းရင်လူမရှိကားကြီးတစ်စီးရဲ့အင်ဂျင်သံ brake oil သံပြီးတော့အမှောင်ထုကြီးပဲရှိတယ်ဒီညတော့မိုးမရွာရင်ကောင်းမယ်ကျွန်တော်စိတ်ထဲပြောရင် secret တလေးဖွာလိုက်တယ်ကားအတွင်းမှာတချင်းဖွင့်ထားပေမဲ့လိုင်းမမီတော့ရေဒီယိုအတန်ကတရှူရှူနဲ့ပြတ်သွားတယ်တောင်ပေါ်လမ်းကအရန်ငိမ်နေတယ်တခါတလေဒီလိုညတွေမှာကားကိုတတိကြီးကြီးညက်တောင်ကွေလန်းတွေကိုကြော်ဖြတ်ခဲ့ပြီးည12:15ကားဟာမိုင်တိုင်း347ကိုရောက်လာတယ်ကျွန်တော်တစ်ချက်ခနဲ့တလို့ဘာရင်မဟုတ်ပြုံးလိုက်မိတယ်မင်းလားကကွာဆိုတဲ့သဘောလမ်းဘေးမှာမီးတိုင်တိုင်နဲ့လင်းနေပြီမြူတွေကလမ်းပေါ်ဖြည်းဖြည်းရွေ့နေတယ်အဲ့ဒီချိန်ကားရှိမီတဲ့မှာလူတစ်ယောက်ပေါ်လာတယ်ညဉ့်ညမ်းနေထမီအဖြူအယောင်လွင့်နေတဲ့အဝါရောင်ရင်ဖုံးစပင်ရှိကိုရှေ့ချထားတဲ့မိန်းမတစ်ယောက်သူမကလမ်းပြီးမှရက်ပြီးလက်တားနေတယ်ကျွန်တော် break နီးလိုက်တယ်ဟာကျွန်တော်လန့်ပြီး break စောင့်နေလိုက်တယ်ဒါပေမဲ့နားဘေးကနေအတန်ကြားလိုက်ရတယ်အခုကျွန်တော်ဖြည်းဖြည်းလှည့်ကြည့်လိုက်တော့သူမကကျွန်တော်ဘေးခုံမှာထိုင်နေတယ်မျက်နှာကသွေးဖြူနေမျက်လုံးနှစ်ဖက်ကအနှိပ်ရပါးစပ်ထောင်ကနေသွေးတွေစီးကြနေတယ်ကျွန်တော်အရန်လန့်ပြီးစတီယာရင်ကိုတင်းဆုပ်ထားတယ်ကားကလည်းလမ်းကွေမှာရိမ့်လာတယ်မင်းဘလူရောက်လာတာလေသူမကဖြည်းဖြည်းခုံးမော်တယ်ကျမအိမ်မပြန်ရသေးဘူးအတန်ကတူပြီးမဲ့နားထဲတိုက်ရိုက်ဝင်လာတယ်လို့ပဲအဲ့ဒီချိန်ကားရေဒီယိုကအလိုလိုပွင့်လာတယ်တရှူအတန်ကြားတွေကအနောင်စာအတန်တန်မိုင်းတိုင်း347တွင်လွန်ခဲ့သော9နှစ်ကကားတိုင်မှုဖြစ်ပွားခဲ့ပြီးအမျိုးသမီးတဦးသေဆုံးကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအေးသွားတယ်နောက်တစ်စက္ကန့်မှာကားအတွင်းမီးတွေမှိတ်တုပ်ဖြစ်လာတယ်ပြီးတော့သူမကဖြည်းဖြည်းကျွန်တော်ပဲလှည့်လာတယ်ညနာတစ်ချမ်းပျက်စီးနေပြီးအယိုးတွေထွက်နေတယ်အခုကျမကိုထားမသွားနဲ့ကျွန်တော်ကြောက်လွန်းလို့အရှိန်ချင်းမောင်းလိုက်တယ်ကားကတောင်စင်းလမ်းမှာအယမ်းမြန်လာတယ်ဘရိတ်နေမိမယ်ဘရိတ်မမီတော့ရှေ့မှာကိုကြီးတစ်ခုအောက်မှာ6ကျွန်တော်မျက်စိမှိတ်ပြီးစတီယာရင်ကိုဆွဲလိုက်တယ်ဝုန်းကားကြီးတစ်စီးလုံးတုန်ခါသွားတယ်ပြီးတော့အားလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်မျက်လုံးပြန်ဖွင့်တော့ကားကလမ်းဘေးမှာရပ်နေတယ်မတိုက်မိဘူးအန်အော်ပြီးဘေးကိုကြည့်လိုက်တော့သူမှမရှိတော့ဘူးဒါပေမဲ့ခုံပေါ်မှာရေဆိုနေတဲ့ခြေရာတွေကြံ့နေတယ်
ကျွန်တော်ချက်ချင်းဖျားစာယူရင်ဆက်မောင်းလာတယ်မနက်၄နာရီလောက်မှတောင်ငူနားရောက်တော့လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာဝင်နာတယ်ဆိုင်ရှင်အဖိုးကြီးကကျွန်တော်မျက်နှာကိုကြည့်ပြီးမေးတယ်မင်းမိုင်တိုင်း349ခါနေလာတာလားကျွန်တော်အံ့ဩသွားတယ်ဟုတ်တယ်ဘာဖြစ်လို့လဲအဖိုးကြီးကတပ်ပြင်းချပြီးပြောတယ်မင်းညာဟာလေဆေးပြီးခါတစီအဲ့ဒီနေရာမှာ6ထေးကျသွားတယ်ကျွန်တော်ရင်ထဲထိတ်သွားတယ်မနဲ့အာယုံတက်ခါနီလက်ဖက်ရည်ဆိုင်အပြင်မှာကားဘေးမှာရက်နေတဲ့မိန်းမကိုကျွန်တော်မျက်တော်မခတ်ပဲကြည့်နေမိတယ်မြူရီချတယ်မှာသူမပုံစံကမရှင်းမလင်းဒါပေမဲ့သူမရဲ့အပြုံးကတော့ထင်ထင်ရှားရှားမြင်နေရတယ်ကျွန်တော်ချက်ချင်းမျက်လုံးပိတ်လိုက်ပြီးဖျားစာရွတ်တယ်ပြန်ဖွင့်ကြည့်တော့သူမမရှိတော့ဘူးဒါပေမဲ့ကားပြီးကမြေကြီးပေါ်မှာယေရှုချီယာတွေကကားနှုတ်ဖက်အထိဆက်သွားနေတယ်အဖိုးကြီးကကျွန်တော်ဖိနာလာပြီးတူတူလီပြောတယ်တူလီတယောက်ကိုတင်လာခေလားမိုင်းတိုင်းတုံကိုလမ်းမှာကျွန်တော်ရင်းနေတုံသွားတယ်ဘာဖြစ်လို့လဲအဖအဖိုးကြီးကဖြီးပြောတယ်တချို့လူတွေတူကိုမြင်ပြီးကားရပြီးကားနှုတ်ခမ်းမှာလိုက်ပါလာတတ်တယ်ကျွန်တော်ချစ်ချင်းကားတကားဖွင့်ပြီးနှုတ်ခမ်းကိုကြည့်လိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့စံအိတ်တွေပေါ်မှာလက်ရကြီးနှစ်ဖက်ထင်နေတယ်ယေဆူဆိုနဲ့ကျွန်တော်ချက်ချင်းတကားပိတ်လိုက်တယ်အဖကျွန်တော်နားမလဲတော့ဘူးဒီမှာဘာတွေဖြစ်နေတာလဲအဲ့မိမဘာတူလဲအဖသိရင်ကျုပ်ကိုပြောပြပါကျုပ်ယူတော့မယ်အဖိုးကြီးကခေါင်းခါတယ်သူမင်းနှုတ်လိုက်လာပြီးသူ့လေးကိုယ်တိုင်ပြန်ပို့မှရမယ်အဲ့ဒီစကားကြပြီးကျွန်တော်ကြိုးရိုးတဲ့အေးကနေဖြစ်သွားတယ်အဖိုးကြီးလည်းအဲ့လိုပြောပြီးဆိုင်ထဲပြန်ဝင်သွားတယ်လင်းလာတော့ကျွန်တော်ရင်ခုန်ပတ်ဆက်မောင်းလာတယ်တလန်လုံးထူးဆန်းတာတွေဖြစ်နေတယ်နောက်ကြည့်မှန်နေမှာတခါတလေမိမတယောက်ထိုင်နေတာမြင်ရတယ်ပြန်လှည့်ကြည့်လိုက်မရှိတော့တခါတလေနာကပ်ပြီးတိုးပြောတန်ကြားရတယ်အကိုကျမအေးတယ်ကျမအိမ်ပြန်ကျင်တယ်ကျွန်တော်ကြောက်စိတ်နဲ့အတူစိတ်တူတာတွေရောလာတယ်နေ့လေလောက်7နာရီရန်ကုန်ကားကြီးကွင်းရောက်ပစ္စည်းတွေချပြီးတရီးလောက်အိတ်ဆက်ဖို့တဲခိုခန်းပဲလဲထွက်ခဲ့တယ်ညနေဆောင်ရောက်ပြီးကလောပြန်တယ်မဲ့ပစ္စည်းကားပေါ်တင်ပြင်ဆင်ရပြီအတွေ့တဲ့ညကအဖြစ်ပြက်တွေတရက်ဆက်ဝင်လာတယ်ဒီညလည်းထက်ကြုံမလားဆိုတဲ့စိုးရိမ်စိတ်ကကားပေါ်တော့မတည့်ရဲတဲ့အထိဖြစ်သွားတယ်3-4ခုအတွေ့တဲ့ရုတ်တရက်ဒီနံပါတ်ပေါ်လာတယ်အဖိုးပြောတဲ့စကားငါတူကိုယ်တိုင်ပြန်ပို့မှရမယ်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ဒီဖြစ်ပျက်ကိုငါကိုယ်တိုင်အဆုံးသတ်ရတော့မယ်ကြောက်စိတ်နဲ့ရောရှက်လာတဲ့သူမဝိညာဉ်ကိုကျွတ်လွတ်စေခြင်းနဲ့စိတ်အရင်ကပြက်ရဲပြူမယုံခဲ့တဲ့ဒီအရာတွေသူကိုယ်တော်ကြုံနေရပြီဘာဖြစ်သူမကိုသူမနေရာကိုအရောက်ပြန်ပို့ဖို့ကလက်ရှိပြဿနာရဲ့အဆုံးသတ်ပဲနေဝင်စားရန်ကုန်ကားကြီးကွင်းကနေကလောပြန်ဖို့အပြန်ခရီးစလိုက်တယ်ည9နာရီတောင်ငူစဝင်နေပြီတုတ်ကားကရုတ်တရက်ကြီးစက်သေးသွားတယ်ဘလို့နိုးမရဘူးအဲ့ဒီကျွန်တော်မျက်လုံးပြူးသွားတယ်မြုပ်ထားတဲ့နေရာအဲ့ဒီအချိန်မှာပဲဖုန်းနဲ့အန်နုံနံပါတ်ကနေထပ်ဝင်လာတယ်ဒီတစ်ခါတော့ဖိုတိုတစ်ပုံကျွန်တော်ဖွင့်ကြည့်လိုက်တော့ပျက်စီးနေတဲ့ကားတစ်စီး6အောက်မှာမှောက်နေတာကားဘေးမှာတွေးရီနဲ့မိန်းမတစ်ယောက်ပြီးတော့ဖိုတိုအောက်မှာစာတစ်ကြောင်းမိုင်းတိုင်း347အောက်က6ထဲမှာကျမရှိနေသေးတယ်ကျွန်တော်ရင်နဲ့တုံသွားတယ်ကျွန်တော်ဆုံးဖြတ်ချက်မှန်တယ်ဆိုတာသိလာတယ်ရှင်းပါပြီအနားရောက်တော့မယ်အဲ့ဒီမိမဘာဖြစ်ခဲ့တယ်ဆိုတာသိရမှဖြစ်မယ်ကျွန်တော်လက်တွေ
တုံနေတယ်ကြောက်စိတ်တွေဖုံးလွှမ်းလာတယ်ဒါပေမဲ့အဆုံးသတ်မှရမယ်ဆိုတဲ့တတိမရမကပြန်မွေးလိုက်တယ်ည12:30မိနစ်မိုင်းနိုင်340ခုရောက်ပြီကားရီဒီယိုကအလိုလိုပွင့်လာတယ်ဒီနေ့ဟာရင်တိုင်မှုဖြစ်ပြီးငါနှစ်ပြီနေကျွန်တော်ပရိနေပြီးလမ်းပြီးမှရက်လိုက်တယ် အဲ့ဒီချိန်နောက်ကျောဘက်ကနေအတန်တန်အကိုကျမကိုတွေ့ပြီလားကျွန်တော်ဖြည်းဖြည်းလှည့်ကြည့်လိုက်တော့သူ့မကျွန်တော်နောက်မှာရက်နေတယ်ဒီတစ်ခါတော့မျက်နှာမပြတ်တော့ဘူးမျက်ရည်ဒီကျနေတဲ့မိန်းကလေးပုံစံနဲ့သူတို့ကျမကိုမကယ်ခဲ့ဘူးသူမအတန်ကဝမ်းနေနေတယ်ကျမဒီမှာပဲကြံ့ခဲ့တယ်ကျွန်တော်တုံနေတဲ့အတန်နဲ့မီးလိုက်တယ်မင်းဘာလို့ချင်တာလဲသူမဖြည်းဖြည်းလက်ညှိုးထိုးတယ်အယိုးစုပုံပြီးမြေကြီးမှာနမိန်နဲ့အသက်ကိုရီချက်ထားတယ်ပန်းနူဝီအသက်32ကျမနမိန်နဲ့တီးတဲ့အကြောင်းကိုလူဒီတီးစီချင်တယ်ကျမကျွတ်လွတ်ချင်ပြီအဲ့ဒီအချိန်လီပြင်းကြီးတစ်ချက်တိုက်သွားတယ်သူမတဖြည်းဖြည်းလေနဲ့အတူပျောက်သွားတယ်ဒီတစ်ခေါက်ကျွန်တော်မကြောက်တော့ပါဘူးကျွန်တော်မျက်လုံးကမျက်ရည်တွေအလိုလိုစီးကျလာတယ်သူမကိုတနာတဲ့စိတ်ကတဟုန်ထိုးဝင်လာခဲ့တယ်တခါတလေသူတို့ကလူတွေကိုနောက်ရှက်6လမ်းဖို့တတ်ဟုတ်မနေတတ်ဘူးသူတို့ကျွတ်လွတ်ဖို့အကူအညီတောင်းတာမျိုးလေးဖြစ်နေတတ်ပါတယ်ကလောကိုပြန်ရောက်ပါပြီကျွန်တော်အိတ်ဆက်အနားယူခြင်းပြီးမင်းကိစ္စတစ်ခုပြီးမြောက်ဖို့ရောက်ချင်းဖုန်းကြီးเจ้าကိုချက်ချင်းချီဦးလှည့်လိုက်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့တဦးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အခုလိုစိတ်လှုပ်ရှားစရာဇာတ်လမ်းတွေကိုနှစ်သက်တယ်ဆိုရင်နောက်ထပ်လာမယ့်ဇာတ်လမ်းကောင်းတွေနားဆင်ဖို့ follow နဲ့ subscribe လေးလုပ်ထားပြီးဖို့တိုက်တွန်းချင်ပါတယ်ဗျ